ရှင်ကိုလူစိတ်ရှိရရောက်ခမလို့ထင်တာခဲ့တာအခုတော့ရှင်ရလေရုပ်မှကြမ်းတဲ့ဘလူးလိုရောက်ခမပြီးဖြစ်နေတာကိုကွက်ကွက်ကွင်းကွင်းသိလိုက်ရပြီသိလားရှင်လိုရောက်ခမလက်ထဲမှာနေရမယ်စားလေသေသွားတာမကောင်းဘူးဒါပါလေလို့ဟုတ်လေဒါလေအမရကြမင်္ဂလာနေ့ပြက်လက်တော့လုပ်ပြီးတာတိတ်မကြသေးသေးလားစိတ်လေးပြတ်သွားလို့လေအမတစ်ချက်လောက်ပြင်ပေးပါအမဆိုင်လာဖို့မအားရနေမောင်လေးခေါ်လိုက်တာဟုတ်ကဲ့မဟုတ်ကဲ့ကျွန်တော်တေချာလေးလုပ်ပေးလိုက်မယ်နော်အမဟုတ်ဟောဒါလည်းမ congratulation မဒီလေးကပို့အောင်ပြန်ပေါ့ပါသေးဒီရစနေပြပါစေနော်မောင်ဟုတ်ကဲ့ပါတေချာလေးလုပ်ပေးတော့အမဟုတ်ကဲ့ကျွန်တော်တေချာလုပ်ပေးလိုက်မယ်ပါစိတ်အမြဲတမ်းကြအမတို့စိတ်ကြီးနာပဲဝယ်ရဆိုတော့တေချာလေးရပြင်ပေးမယ်နော်ကဲပါပါဒီဗီဒီယိုဘယ်သူရိုက်ထားလဲဒီအိမ်မှာကျမနဲ့ရှင့်နေရတယ်တခြားဘယ်သူရှိသေးလို့လဲအေးဟုတ်တယ်ငါရိုက်ထားတာဘာဖြစ်လဲနေနောက်မီးလေးတွေကိစ္စငါသားမသိမှဆိုလို့ငါကိုယ်တိုင်ရိုက်ထားတာအေးငါသားကငါမဟုတ်ဘူးနော်မေတ္တာလေးရှောက်ပြောင်းနေတယ်လူကြီးကလူပြီးလို့နေဒါကျမတို့လူများကိစ္စနော်ကိုမကိုအေးစစ်နေကျမကတော့ဖောက်ပြနေတဲ့ရှေ့ဝဲပါကြလို့ရှင့်ကိုလူစိတ်ရှိရရောက်ခမလို့ထင်တာခဲ့တာအခုတော့ရှင်ရလေရုပ်မှကြမ်းတဲ့ဘလူးလိုရောက်ခမပြီးဖြစ်နေတာကိုကွက်ကွက်ကွင်းကွင်းသိလိုက်ရပြီသိလားရှင့်လိုရောက်ခမလက်ထဲမှာနေရမယ်စားလေသေသွားတာမကောင်းဘူးမရိုင်းလိုက်နေရညံပါနောက်လေလောက်လိုက်ရှင့်လည်းကျမပြောလိုက်ရှင့်သိလို့ရတဲ့မိန်းမတယောက်ကမှလည်းလည်းမှယုံကြည်မှုတွေတော့ရှင့်မရှိဘူးလားသုံးနှစ်တာအိမ်တော်လက်အမလေးကျမရှင့်ပေါ်မရဝတ်ပြဘာရဲတက်ခဲ့ဘူးလေဘေးကသွေးလို့စကားတွေရှုံပြီးကျမကိုမယုံဘူးဆိုလို့ရှိရင်ရှင့်ပြောတဲ့အတိုင်းပဲကွာရှင်းလိုက်အင်ဂျင်တို့ဘာကိစ္စလဲကျွန်တော်စိန်ခွေလက်ကားစိတ်တယ်ကြီးရအောင်ဗျာဘာတူတူပဒိန်မှာထဲတူတွေကိုအပ်ထားတယ်ကျွန်တော်လာဖို့ပေးရပါဗျာဒါအဝယ်ပေးတဲ့ပစ္စည်းလေးပဲဟုတ်ကဲ့ဗျာတောင်းပေးပြပါအောင်လို့ဟေးဒီကဘယ်လောက်အခုပတ်သက်ပေးကြမလို့ခင်ဗျာစိန်ခွေမှာပထမဆုံးဝယ်တဲ့ပဲကစတန်မှာဆိုကြီးသေးအကြောင်းနဲ့ထဲစစ်ပြင်တာတွေကိုခါမဲ့ဆောင်ရပေးပါရဲ့ဟောအေးဟာမာဝါပြီအကြီးမာဝါပြီဒါအဲ့မှာဘာလုပ်နေရလဲထမင်းစားမယ်လေဒါဘယ်လောက်လဲအော်ဒီကလေးနဲ့တော့နေပါဖေးစမ်းပါသူကိုတောင်းမှပါတယ်ကွာကိုမင်းမောက်ဆွဆွပြောဆိုခဲ့တာကြီးတော့တောင်းမှပါရနော်ကိုခွင့်လုပ်ပေးပါမင်းမခွင့်လုပ်ပေးရမယ်ဟဲ့လားဒါဆိုကျမကျင်တော့တောင်းမယ်လေကိုဘာဖြစ်ဖြစ်လုပ်ပေးပါမယ်ကွာမင်းကိုဘာရိုက်ချင်လားဘာရိုက်ချင်လားလို့ရှင်းပြရရင်နော်နှိပ်เสียမလို့ပါဘူးတကယ်တောင်းတာမှရှင်မဟုတ်ရှင်းလေမိသားနဲ့ခုလိုက်ခဲ့လားမင်းဟဲ့တာဘာဖြစ်တာလဲနေလားအခုလိုက်ခဲ့လားအော်ဟဲ့မေတာမင်းမမေခုတောင်းမယ်ငါကဒီမိမဘာကိစ္စတောင်းမှန်းမတောင်းမှန်းနိုင်ဘူးမေတောင်းမှန်းလားမတောင်းမှန်းဘူးလားဘာလို့လဲမလို့ပါနဲ့သားရဲ့မေတောင်းမှန်းပါလေတောင်းတော့တောင်းမယ်လို့မေပြောနေတော့ဒီတောင်းမယ်နေလားမေတောင်းမှန်းလိုက်တာတရဖီငါတောင်းမှန်းတယ်ငါတောက်ပြန်လက်ခံပေးကဲပါရှင်အောင်ရှင်းပြီးတော့ပြန်လို့ရပြီမင်းမရောရှင့်မေဘလူးစိတ်ပြောက်သွားတဲ့နေ့ကြလို့ရှိရင်ကျမကိုပြန်လာခေါ်လိုက်ကျမလိုက်ခုတော့ပြန်လိုက်တော့